မင်္ဂလာပါကလေးတို့ရေဒီချက်ကတော့ဒီချက်စနာဖြစ်ပါတယ်ဒီချက်ဒီနေ့သင်ပေးမှာကတော့ကလေးတို့ကို grade 11 chapter 10ရဲ့ trigonometry သင်ခန်းစာပဲဖြစ်ပါတယ်ဒါဆိုရင်ဒီသင်ခန်းစာကိုမစခင်မှာကလေးတို့ကိုဒီချက်ကမေးချင်တာလေးရှိတယ်အဲ့ဒါကဘာလဲဆိုရင်ရမ်းမြင့်တဲ့တစ်ပင်တစ်ပင်ကြီးရဲ့အမြင့်ကိုကလေးတို့ကတက်မတိုင်းမဲနဲ့တက်ပြီးတော့မတိုင်းဘူးတစ်ပင်မော်ကိုမတက်ဘူးလေတကားနဲ့မတက်ဘူးအဲ့ဒါကိုအောက်ကနေကြည့်ပြီးတော့ဘလို့တွက်မလဲဆိုတာကိုစဉ်းစားကြည့်ဘူးလားရမ်းမြင့်တဲ့အဆောင်အုံကြီးတစ်ခုရှိရမယ်ကွာအဲ့ဒီအဆောင်အုံကြီးကဘလောက်မြင့်လဲဆိုတာကိုလေတကားနဲ့မတက်ဖဲသိနိုင်မယ်ဆိုရင်ကလေးတို့စိတ်ဝင်စားမလားဒါဆိုရင်ဒီမေးခွန်းလေးကိုဖြေရှင်းပေးနိုင်တာကတော့တီချယ်တို့ရဲ့သင်္ချာဘာသာရပ်မှာပါတဲ့ trigonometry ဆိုတဲ့အပိုင်းပဲဖြစ်ပါတယ်ဒါဆိုရင်ကလေးတို့သိဖို့လိုသွားပြီ trigonometry ဆိုတာဘာလဲဆိုတာကိုသိဖို့လိုသွားပြီ trigonometry ဆိုတာဘာလဲ trigonometry ဆိုတာကတော့ Greek ဘာသာစကားကနေဆင်းသက်လာပါတယ်TRIGON trigon ဆိုတာက triangle ကိုပြောတာပါ metry ဆိုတာကတော့ measurement တိုင်းတာခြင်းဖြစ်ပါတယ်ဒါဆိုရင် trigonometry ဆိုတာဒီ triangle measurement တရိဂံတွေကိုတိုင်းတာခြင်းလို့အဓိပ္ပာယ်ရပါတယ်အခု grade 11ရဲ့သင်္ချာ trigonometry မှာတော့ဆရာမတို့အဓိကလေ့လာရမှာကတော့90 degree တောင်ပါတဲ့တရိဂံ right angle triangle တွေကိုအဓိကထားပြီးတော့လေ့လာရမှာဖြစ်ပါတယ်ဒီလိုတရိဂံတွေထဲမှာဓာတ်တစ်ခုကိုသိရင်အနာတနာတွေကိုသိရင်မသိတဲ့အနာတွေဓာတ်တွေကိုတွက်နိုင်အောင်လို့ trigonometry ကကူညီပေးပါတယ် trigonometry ကိုသင်ယူရတော့စာမေးပွဲအတွက်ပဲမဟုတ်ဘူးเนาะကလေးတို့ရဲ့လက်တွေ့ဘဝ real life မှာပါအသုံးချပြီးအသုံးချရမှာဖြစ်ပါတယ်ဒါဆိုရင်ဘယ်လိုနေရာတွေမှာအသုံးချလို့ရမလဲဆိုရင်အစာအိုးတွေစောက်တဲ့နေရာတွေမှာလမ်းညွန်ပြသရာတွေမှာလေရင်ပြန်တန်းရာတွေမှာကျယ်လနေလေ့လာရတဲ့အခါဒီမှာအမြင့်တွေအဝေးတွေကိုမတိုင်းနိုင်တဲ့အခါမှာဓာတ်တွေကိုသုံးပြီးတွက်ဖို့အတွက်ဒီရှယ်တို့ trigonometry ဘာသာရပ်ကိုအသုံးပြုရပါတယ်ဒါဆိုရင်ဒီလိုအသုံးဝင်တဲ့ trigonometry ကဘလို့ဖြစ်ပေါ်လာတာလဲဆိုတာကိုတီချယ်နည်းနည်းလေးပြောပြပါမယ်ဟိုးရှေ့ခေတ်လူတွေကပိရမစ်ကြီးတွေကိုစောက်ရမယ်မြေတွေကိုတိုင်းတာရမယ်ကျယ်တွေကိုလေ့လာရမယ်ဒါပေမဲ့သူတို့မှာအမြင့်တွေကိုတက်ပြီးတော့လည်းမတိုင်းနိုင်ဘူးအကွာအဝေးတွေကိုတိုင်းတာဖို့လို့လည်းမလွယ်ကူခဲ့ကြဘူးဒါကြောင့်မလို့ဓာတ်ကိုတိုင်းပြီးတော့အရှိကိုတွက်နည်းကိုစတင်ပြီးတော့တည်ထွင်လာခဲ့ကြပါတယ် Greek သင်္ချာပညာရှင် Hipparchus ကို trigonometry ရဲ့ဖခင်ကြီးလို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်နောက်ပိုင်းမှာတော့အိန္ဒိယအာရပ်သင်္ချာပညာရှင်တွေကဆိုင်းကောတန်ချန်ကိုတန်ချန်စတဲ့အချိုးတွေကိုပို့ပြီးတော့စနစ်တကျဖွံ့ဖြိုးအောင်အသုံးဝင်လာအောင်လုပ်ခဲ့ကြတယ်အဲဒီကနေမှ trigonometry အကြောင်းကိုသိစိတ်ဆင်မတို့လေ့လာကြမှာဖြစ်ပါတယ်ဒါဆိုရင်ဒီဗီဒီယိုမှာ trigonometry ဆိုတာဘာလဲဘာကြောင့်လေ့လာရလဲဆိုတာကိုအခြေခံသိသွားပြီလို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာတော့ trigonometry ရဲ့အချိုး6ခုကို diagram နဲ့လွယ်လွယ်ကူကူတီရှယ်ကရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုကအသုံးဝင်နေဆိုရင်တော့ကလေးတို့အနေနဲ့ like and share နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်